အဲ့ဒါကိုစင်းလာတယ်ဒီမှာခိုးလောက်တာတော့မဟုတ်ဘူးကိုယ်ကလောက်ထားတာသူကစိုက်တာဝါသနာပါတယ်ကိုကတော့တက်ပုံရိုက်တာဝါသနာပါတယ်အခုကဘာတွေရနေပြီလဲဆိုတော့နနန်ပင်တွေရနေပြီပြီးလို့ရှိရင်ဘာလဲငုံသီးတွေငုံသီးအပင်တွေနည်းထွက်နေပြီသူဟာလေဟိုကမုန်ရင်ခင်းချင်ပေါင်းမုန်ရင်ပထမတစ်သုတ်ခူးစားလိုက်ပြီးသွားပြီအခုကဒါချင်မောင်အပင်သေးတွေထွက်နေပြီဒီမှာကြတော့ဗာလဲကစွန်းရွက်ဟုတ်တယ်ကစွန်းရွက်ပဲတော်သေးလားဘာစိုက်ထားမှန်းတော့မသိတေချာပြန်ကြည့်မအော်ဒါကစွန်းရွက်ကိုကလေစိုက်ပြီးတော့ရင်စားခါနေကြရင်ခူးတာပဲအားပေးတာလေအားပေးတာအဲ့လိုမျိုးအားပေးတဲ့သူရှင်းမှလည်းစိုက်တဲ့သူကပျော်မှလေဒီမှာကြည့်အရန်ခက်ခဲတဲ့ဒီနိုင်ငံမှာလေအေးတော့လေဒီဖန်အိမ်လေးနဲ့အပင်ကိုပူထည့်ပြီးစိုက်ရတာအရန်အေးတာလေဒိမန်ကမြန်မာလူတွေဆိုရင်အရန်စိုက်ဖို့ကောင်းမှာပဲเนาะမြေတွေကစိုက်တဲ့နေရာမှာစိုက်အဆင်ပြေတာလေဒီမှာကြတော့ကြည့်ကြည့်ပြီးဆိုတော့ကဲတကားပိတ်ခဲ့မယ်တော့ကြအပူမလုံဘူးဆိုရင်သူအပင်တွေကကြည့်ရလေထွက်လာတဲ့အချိန်မှာတက်ပြမယ်နော်